ဖြစ်တဲ့အတွက်သူရဲ့ material generate ထဲကိုသွားမယ်အဲ့တော့ generate ထဲကိုသွားမယ်ပြီးပြီဆိုလို့ရှိရင် generate ပေါ်လာဆိုရင်သူရဲ့ဒီမှာ reflection ကိုအမှန်ကြီးလေးထားဒီဟာလေးကိုအမှန်ကြီးထားအောက်ကလေးကိုမြားလေးဖွင့်ပြီးတော့ reflection color ကိုအဖြူနောက်ဆုံးကိုထားလိုက်မယ်အဖြူနောက်ဆုံးထားပြီးတော့ reflection color ကိုလည်းနောက်ဆုံးထိထားမယ် reflection ရော reflection ရောကိုအလင်းပြန်တာရောအလင်းရိုင်တာရောအဆုံးထိထားလိုက်မယ်အဆုံးထိထားပြီဆိုလို့ရှိရင်သူ့ကိုဒီမှာရေရဲ့အရာကိုကိုကထည့်ကျင်နေတာပေါ့နော်အကြည်အောင်မဟုတ်ဘူးကိုကတခြားအပြာနောက်ကလေးအစိမ်းနောက်ကလေးဒါလေးထည့်ကျင်တာဒါဆိုလို့ရှိရင်သူ့ကို fog color ဆိုတဲ့ color ကိုထည့်ပေးမယ်အဲ့တော့ fog color ဆိုတဲ့နေရာလေးမှာတစ်ချက် color လေးကိုတစ်ချက်နှိပ်မယ်ကိုကအပြာလို့ချင်းအပြာရောင်ရွေးမယ်အပြာရောင်မှနည်းနည်းအပြာဖြော့လေးဆိုတဲ့အတွက်အပြာဖြော့လေးရွေးလိုက်မယ်အပြာဖြော့လေးရွေးလိုက်မယ်ဒါဆိုသူကအပြာရောင်လေးဖြစ်သွားပြီအဲ့မှာသူ့ကို depth လေးကိုနောက်ဆုံးကိုထားပေးမယ်ဒါမှသူကအရောင်ကကြည်လေးဖြစ်သွားမှာဖြစ်တယ်အဲ့တော့ depth လေးကို fog color depth လေးကိုနောက်ဆုံးထားပေးမယ်ပြီးပြီဆိုရှင်သူ့ရဲ့ဒီ material လေးကိုဒီနေရာမှာတွက်ကတ်ပေးမယ်အဲ့တော့သူ့ကို select မှန်မယ်သူ့ရဲ့နေရာလေးမှာ right click apply to selection ပြုလုပ်လိုက်မယ်ဒါဆိုသူ့ရဲ့ color လေးကဝင်သွားပြီအဲ့တော့သူ့ရဲ့ color လေးဝင်သွားပြီဆိုတဲ့အတွက်သူ့ကိုတစ်ချက် render ချကြည့်နော်အဲ့တော့ render time မြန်အောင်လို့ region render လုပ်လိုက်မယ် region render ကိုဒီနားလေးကိုတစ်ချက်ချမယ်အဲ့တော့ဒီမှာဆိုရင်သူကရေအရောင်လေးကအကြည်ရောင်လေးနဲ့ဒီလိုမျိုးအရောင်လေးဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးအရောင်လေးဖြစ်သွားပြီအဲ့တော့သူ့ရဲ့ color လေးကိုကဒီမှာရေလေးတွေကနဲ့လှုပ်ရှားမှုရှိတဲ့ပုံစံမျိုးလေးလုပ်ချင်တာပေါ့နော်ရေလေးတွေကိုလှုပ်ရှားမှုရှိတဲ့ပုံစံလေးလုပ်ချင်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ဒီရေလေးကိုလှုပ်ရှားမှုရှိခြင်းတဲ့အတွက်ကြောင့်မို့ noise ဆိုတဲ့ material လေးသွားထည့်မယ်အဲ့တော့သူက generate ထဲကဘယ်နေရာသင်းထည့် band လေးကိုသွားထည့်မယ် band ထဲမှာသူ့ရဲ့ band mat ထဲမှာသူ့ရဲ့ texture လေးကိုသွားထည့်မယ်အဲ့မှာသူ့ကို noise A ဆိုတဲ့ material လေးသွားထည့်မယ် noise A လို့ပြောလိုက်ပြီးဆိုလို့ရှိရင်သူ့ကိုဒီအပေါ်လေးကိုတစ်ချက်ပြန်သွားကြည့်မယ်ဒါဆိုသူကဒီမှာပြုတ်ကလေးတွေချသွားပြီပေါ့နော်ပြုတ်ကလေးတွေရေလှိုင်းလေးတွေလို့ဖြစ်သွားပြီအဲ့တော့ကိုက band mat မှာဒီမှာတန်မိုးလေးကို band mat လေးကိုတိတာစေချင်တယ်ဆိုများပေးလို့ရတယ်ဒါပေမဲ့သူ default အတိုင်းကိုပဲချကြည့်မယ်အဲ့တော့သူ default အတိုင်းလေးကိုပဲ band mat လေးတွေကို noise A ထည့်ပြီးတော့ render တစ်ချက်ပြန်ချမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တို့ကရေလေးတွေကလှုပ်ရှားမှုရှိတဲ့ပုံစံမျိုးနဲ့ noise A ဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားပြီအဲ့တော့သူ့ကိုဒီလိုရေပုံစံလေးဖြစ်သွားပြီဆိုလို့ရှိရင်သူ့ကို setting လေးကိုပြန်ပိတ်ပြီးတော့သူ့ကို final render ချကြည့်မယ်အဲ့တော့ final render ချမယ်ဆိုတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ setting တွေကိုသွားမယ်ဒီမှာသူ့ရဲ့ quality လေးကိုဒီနောက်ဆုံးကိုထားတာကိုနည်းနည်းလေးအရှိလေးကို medium လောက်ထားလိုက်မယ်အဲ့တော့ medium လောက်ထားလိုက်မယ်ပြီးပြီဆိုလို့ရှိရင်သူ့ကိုဒီ noiser လေးကို on ထားမယ်ဒီမှာသူ့ရဲ့ bucket size လေးကို100ပြန်ထားမယ်ပြီးပြီဆိုလို့ရှိရင်သူ့ကို render တစ်ချက်ပြန်ချကြည့်မယ်အဲ့တော့ဒါဆိုလို့ရှိရင်တော့သူ့ရဲ့နောက်ဆုံး final render ကိုချလို့ရပြီအဲ့တော့ဒါကတော့ medium နဲ့ချလိုက်တဲ့ render ပုံရိပ်ပဲဖြစ်ပါတယ်